အားလုံးပဲမင်္ဂလာပါဒီမိတ်ဆွေတယောက်ကပေါ့နော်ကျွန်တော်ရဲ့ဒုံရဲကောက်မှာလာပြီးမေးတယ်ပေါ့နော်ကိုယ့်ရဲ့ဝူချက်ကိုပေါ့နော်ဝူချက်ထဲမှာပို့တဲ့စာတွေကိုတဲ့တခြားဘုံကနေကြည့်လို့ရလားတဲ့တခြားသူကနေကြည့်လို့ရလားပေါ့နော်တခြားဘုံမှာဝင်ပြီးတော့ဒီမှာကျွန်တော်ရဲ့ဒုံရဲနဲ့မှာလာမိတာပေါ့နော်ဆိုတော့ဒီမေးခွန်းလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီဝူချက်ကတော့ဝူချက်ဆိုတာကျွန်တော်တို့ဖုန်း Android ဆိုရင်ပေါ့နော် Android ပဲဖြစ်ဖြစ်ပေါ့နော် iOS ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဖုန်းတစ်လုံးနဲ့တစ်လုံးချိန်မယ်ဆိုရင်တစ်လုံးကဝင်လိုက်ပြီဆိုရင်တစ်လုံးကထွက်သွားတယ်ပေါ့နော်Android မှာပဲဖြစ်ဖြစ် iOS မှာပဲဖြစ်ဖြစ် WeChat အကောက်ကကြတော့သူကနှစ်ခုသုံးလို့မရအောင်နှလုံးတစ်ပြိုင်တည်းသုံးလို့မရအောင်အကောက်ဝင်ပြီးတော့ဒီဘက်တစ်လုံးကဝင်လိုက်တယ်ဆိုရင်ဒီဘက်တစ်လုံးကထွက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပေါ့နော်တပြိုင်တည်းသုံးလို့ရတယ်ဘယ်လိုမျိုးမှာသုံးလို့ရလဲပေါ့နော်ဒီဘက်ဖုန်းမှာလည်းသုံးလို့ရတယ်ဟိုးမှာလည်းသုံးလို့ရနေတယ်ဆိုတာဘယ်လိုမျိုးမှာသုံးလို့ရလဲဆိုတော့ကျွန်တော်တို့ဒီတခြားဖုန်းကပေါ့နော်tablet သို့မဟုတ်ကွန်ပျူတာပေါ့နော်ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့အကောက်ကိုအဲ့ထက်မှာဝင်ပြီးတော့ပေါ့နော်ကြည့်လို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကွန်ပျူတာနဲ့ tablet မှာကကြတော့ WeChat ကောက် password ရိုက်ပြီးဝင်စရာမလိုဘူးကွန်ပျူတာ version နဲ့ tablet version မှာကြတော့ WeChat download software download ဆွဲပြီးဆိုတာနဲ့အဲ့မှာ QR ပေါ်လာတယ်အဲ့ QR ကိုကျွန်တော် Android phone ကနေပြီးတော့ Android phone က WeChat ကနေစကန်ဖတ်ပေးလိုက်တာနဲ့ခွင့်ပြုလိုက်တာနဲ့အဲ့ဒီမှာအကောက်ကဝင်သွားပြီအဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်တို့တခြားသူကကိုယ့်ရဲ့စာပို့တာလည်းမြင်ရတယ်ကိုပို့တာကိုလည်းသူ့ဘက်မှာမြင်ရတယ်သူပို့တာကိုလည်းကိုယ့်ဘက်ကမြင်ရတယ်ဒါကနှစ်ခုပေါ့နော်ကျွန်တော်တို့ဒီတခြားလူမြင်ရလားမမြင်ရလားတော့ကျွန်တော်ရှင်းအောင်ဒါရှင်းပြတာပေါ့နော် Android iOS တွေမှာကျွန်တော်တို့ချက်နှစ်ခုကိုတပြိုင်တည်းသုံးလို့မရပါဘူးတစ်ဖက်သူကကွန်ပျူတာ version ဖြစ်မယ်သို့မဟုတ် tablet version ဖြစ်တယ်ဆိုရင်တော့ကျွန်တော်တပြိုင်တည်းသုံးလို့ရပါတယ်အဲ့ဒါလေးကိုကျွန်တော်ရှင်းလင်းအောင်ဒီခုပေါ့နော်နောက်ဆုံးမှာကျွန်တော်ကွန်ပျူတာမှာဘယ်လိုဝင်သုံးရလဲနှစ်ခုသုံးတာဘယ်လိုမျိုးသုံးကြလဲဆိုတာကိုကျွန်တော်တက်ပြီးတော့မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ခုကဒီမေးခွန်းလေးကိုဒါ reply ပြန်ပေးခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ဘယ်လိုမျိုးသုံးလဲဆိုတော့ကွန်ပျူတာမှာ WeChat အကောက်ကိုနှစ်ယောက်ဘယ်လိုမျိုးသုံးလဲဆိုတော့ကျွန်တော်တို့ဆက်လက်ပြပေးသွားမယ်ပေါ့နော်ကြည့်လိုက်ကြအောင်ကျွန်တော်တို့အဲ့တိုင်းမှာရှိတယ်ပေါ့နော်ဒီ WeChat ထဲကိုအရင်ဖွင့်လိုက်မယ်ပေါ့နော်ဖွင့်ပြီဆိုရင်ကျွန်တော်ကညာဘက်တော့မှာရှိတယ်စက်ပေါင်းလို့နှိပ်မယ်ပြီးရင်အမှစက္ကန့်လို့နှိပ်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီကွန်ပျူတာမှာရှိတဲ့စက္ကန့်လေးကိုပေါ့နော်ဖွင့်တဲ့စက္ကန့်လို့ကျွန်တော်စက္ကန့်ဖတ်လိုက်မယ်အဲဒီမှာဖတ်ပြီတော့စက္ကန့်ဖတ်လိုက်ပြီပေါ့နော်စက္ကန့်ဖတ်လိုက်တာနဲ့ဒီမှာကျွန်တော်တို့က Android phone ကနေပြီး Android phone WeChat ကနေပြီးတော့ဒီမှာ login app လေးနှိပ်ပလိုက်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကွန်ပျူတာမှာဝင်သွားပြီပေါ့နော်ကွန်ပျူတာမှာဝင်နေပြီပေါ့နော်အဲ့ဒါစက္ကန့်ဖတ်ပြီးတော့ပေါ့နော်ကျွန်တော်ဒီကွန်ပျူတာမှာဝင်နေပြီပေါ့နော်ဒီမှာဟောဒါမျိုးဆိုရင်တော့ကျွန်တော်တို့ဒီနှစ်ခုသုံးလို့ရတယ်ပေါ့နော်တစ်ဖက်လူကကွန်ပျူတာ version သို့မဟုတ်tablet version ပေါ့နော်အဲ့တော့ဒါဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ဒီWeChatကိုဖုန်းနှလုံးသုံးလို့ရလားဆိုတဲ့အဖြေမေးခွန်းလေးတော့ရှင်းသွားမယ်လို့ယူဆမိတယ်ပေါ့နော်ကျွန်တော်တို့တချို့တော့လာကြတယ်ဖုန်းနှလုံးမှာWeChat ကောက်နှစ်ခုသုံးလို့ရတယ်ဆိုတာကအဓိကဒါမျိုးသုံးတာပေါ့နော်နောက်ပြီးတော့တရုတ်ပြည်ထဲမှာကျတော့ကျွန်တော်တို့ဒီ Android ကိုမှပေါ့နော်ဒီ tablet version သုံးလို့ရတဲ့ software ရှိတယ်ပေါ့နော် WeChat ကိုမှအဲ့တော့တချို့တော့အဲ့လိုမျိုးပွားပြီးတော့အဲ့လိုမျိုးသုံးကြတယ်ပေါ့နော်ဒီဖုန်း Android မှာလည်းဖုန်း Android ဖြစ်နေတယ်ဘာလို့နှစ်ခုသုံးလို့ရလဲဆိုတာလေးရပေါ့နော်တခြားဖုန်းမှာကျတော့ကျွန်တော်က tablet version ပေါ့နော်tablet version ဟိုဖုန်းထဲမှာထည့်ပြီးတော့မှသူတို့အဲ့လိုမျိုးသုံးတာအဲ့လိုမျိုးနှစ်ယောက်သုံးတာပေါ့နော်ဒါမျိုးတွေကတော့ကျွန်တော်တို့အလုပ်ကိစ္စပညာဆိုရင်တော့အဆင်ပြေပါတယ်နောက်ပြီးတော့ကောင်းကျိုးလေးဆိုးကျိုးကောင်းကျိုးလေးရှိတယ်လို့ဒီလိုမျိုးသုံးတာတွေကဆိုးကျိုးလေးရှိတယ်ခင်ဗျအဲ့ဒါလေးကဘာလဲဆိုတော့ WeChat ကကြတော့သူတို့တပ်ပါတီသုံးတဲ့နေရာမှာကျွန်တော်တို့ပေါ့နော်တခြားဖုန်းကိုကအဲ့လိုမျိုးစကန်ဖတ်ပြီးတော့ login ပေးတဲ့အချိန်မှာအခက်မသိရင်သူဘက်က WeChat ကကြားလက်တာရှိတယ်ပေါ့နော်သူရဲ့တပ်ပါတီစီကန်စီမင်းစီးတယ်ပေါ့နော်ဒါလေးလည်းနည်းနည်းတော့အနေများတယ်ခင်ဗျမလို့အဲ့ရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာပဲတလုံးနဲ့သုံးတာပဲကောင်းတယ်ပေါ့နော်အခုနောက်ပိုင်းဆို WeChat ကကျွန်တော်တို့ချင်းပြောင်းလောက်ရတာအရန်ကို
ခက်ခဲတယ်ပေါ့နော်စိုးရိမ်ရတယ်ပေါ့နော်ဖုန်းလေးတစ်လုံးနဲ့ချိန်လိုက်တာတော့မှချိန်လိုက်ပြီဆိုတော့လည်းကျွန်တော်တို့ကြာသွားတာရှိတယ်ကြာသွားတာမျိုးမျိုးခင်ဗျစာဖို့မရဖြစ်ရှိတယ်ကျွန်တော်တို့နောက်တစ်ခုက unblock ရှိတယ်ပေါ့နော်တချို့တော့လည်းပဲ post တင်လို့မရဘူးတချို့တော့လည်းပဲ like ပေးလို့မရဘူးတချို့တော့လည်းပဲ friend အပ်လို့မရဘူးတချို့တော့လည်းပဲ movement တင်လို့မရဘူးပေါ့နော် restriction တွေတော့အမျိုးမျိုးရှိတယ်ခင်ဗျအကောက်ကြပုံကြနေလေမျိုးမျိုးရှိတယ်တယောက်နဲ့တယောက်ကလည်းမတူကြဘူးဖြစ်ပုံဖြစ်နေလည်းမတူကြဘူးပေါ့နော်နောက်တစ်ခုကတရုတ်ဦးချင်းနဲ့မြန်မာဦးချင်းနဲ့လည်းဖြစ်ပုံဖြစ်နေရမတူကြဘူးကြာခဲ့လို့ရှိရင်လည်းပဲစေဝန်စီရတဲ့လိုအပ်ချက်တွေလည်းမတူကြဘူးခင်ဗျအဲ့တော့ဒီအထူးသဖြင့်ပေါ့နော်ဆိုတော့ဒါဒီကျွန်တော်ပြောချင်တဲ့အကြောင်းအလေးကတော့အခုအကြောင်းအလေးကတော့ဖုန်းနှလုံးကိုသူများဘယ်လိုမျိုးသုံးကြလဲဆိုတော့ဒီမိကိုလေးနဲ့ဆက်ဆက်ပြီးတော့ဒါလေးကကျွန်တော်ရှင်းလင်းအောင်တင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာလည်းပဲကျွန်တော်ဒီလိုမျိုးဖြစ်လေဖြစ်တာရှိနေတဲ့အကြောင်းအလေးပေါ့နော်ဒီဝူချက်နဲ့ပတ်သက်ပြီးတော့လည်းပဲဘုဒ္ဓရပြီကျွန်တော်ပြန်လဲဗီဒီယိုလေးလုပ်ပြီးတော့မျှဝေပေးသွားပါမယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ